တက်နဲ့ပတ်သက်ပြီးတော့ဒီမှာအမားတယောက်မေးထားတယ်ပေါ့နော်မူရင်းစာသားဝါပြီးအပေါ်ကစာထက်ရင်းနှီးလေးတင်ပေးပါလားအကိုတဲ့ Okay ကျွန်တော်ဒီဗီဒီယိုလေးဒီနေ့လုပ်ပြပေးပါမယ်အဆုံးအနေနဲ့ကိုလှုပ်ရှင်တဲ့ဗီဒီယိုတစ်ပုဒ်ကိုကတ်တယ်ထည့်လိုက်ပါမယ်ပြီးရင်တော့အဲ့ဒီဗီဒီယိုကိုကျွန်တော်တို့ဒီမှာ duplicate လုပ်ပေးလိုက်ပဲပေါ့နော်ဒီအောက်မှာဗီဒီယိုနဲ့ပြီးဆိုရင် duplicate ဆိုတာရှိပါတယ်copy ပွားရဲ့ဟာလေးပေါ့နော်အားလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါပြီးလို့ရှိရင်အဲ့ဒီ copy ပွားလိုက်တဲ့ဒီဒုတိယဗီဒီယိုလေးကclick ကိုပေါ့နော်ဒုတိယဗီဒီယို click ကိုကျွန်တော်တို့ဒီမှာပေါ့နော် overlay ဆိုတာရှိရပေါ့နော်မှာပေါ့နော်ပန်လေးရဲ့ထိပ်မှာတွေ့ရမလားoverlay ဆိုတာလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါမယ်ပြီးလို့ရှိရင်အဲ့ဒီ overlay လေးကိုကျွန်တော်တို့ဒီလက်လေးနဲ့ပေါ့နော်ကြာလေးဖိပြီးတော့ဟုတ်အပေါ်ဆုံး main video ကလေးရဲ့ရှေ့ဆုံးလေးနဲ့ညီတူအောင်တစ်ထက်တည်းကြအောင်ပို့ပေးလိုက်ပါမယ်ထပ်တူမကြရင်တော့ကျွန်တော်တို့ဒီ wire ရဲ့အခါမှာနည်းနည်းလေးမြင်ရတာကအဆင်ပြေမှာမဟုတ်ပေါ့နော်အဲ့တော့ကြောင့်ဒီ light မြက်ဖိပြီးတော့ဟိုရှေ့ဆုံးကိုကျွန်တော်တို့ပေါ်က video လေးနဲ့ကျွန်တော်ညီတူလေးထားပေးလိုက်ပါမယ်ထားပြီးပြီဆိုလို့ရှိရင်အောက်ကပွားလိုက်တဲ့ဒီ layer ကလေးလေးကိုကျွန်တော်နှိပ်ပြီးတော့ဒီ effect တွေကိုဝင်မယ်ပေါ့နော်ဒီမှာ effect ဆိုတာရှိရဲအဲ့ဒီ effect လေးကိုကျွန်တော်နှိပ်ပေးလိုက်မယ်ပြီးလို့ရှိရင်ဒီမှာ video effect ဆိုတာရှိရပေါ့နော်အဲ့ဒီ video effect ဆိုတာလေးကိုကျွန်တော်နှိပ်ပေးလိုက်မယ်ပြီးလို့ရှိရင်ဒီ shine နေရာမှာပေါ့နော် blur ဆိုပြီးတော့ရိုက်ရှာလိုက်ပါပေါ့နော် blur ပေါ့နော်ရိုက်ရှာလိုက်ပါပြီးလို့ရှိရင်ဒီမှာပေါ်လာတဲ့ဟာလေးတွေကဒီဟာလေးကိုကျွန်တော်ရွေးပေးလိုက်ပါမယ်ကျွန်တော်ရဲ့ပန်ထိတ်လေးမှာရှိတဲ့ဟာလေးဒါလေးကိုကျွန်တော်ရွေးပေးလိုက်မယ်ပြီးလို့ရှိရင်ဒီမှာပေါ့နော်ဗီဒီယိုမှာမြင်နေရတဲ့ဒီဗလာဖြစ်ထားတဲ့ဝါးရဲ့ဟာလေးကိုနည်းလားများများလားဆိုတာကိုဒီအောက်ဆုံးကပေါ့နော်ဒီမှာဗလာရဲ့နှုံးလေးကိုအတိုး short လုပ်လို့ရပါတယ်ကျွန်တော်ကဒီမှာ60လောက်ထားပေးလိုက်ပါမယ်ထားပြီးတော့ဒီမြားလေးကိုဒီမှာပေါ့နော်ဒီမြားလေးကိုနှိပ်ပေးလိုက်မယ်ပြီးလို့ရှိရင် cancel တစ်ချက်နှိပ်မယ်ပြီး image လေးရှင်းပေးလိုက်ပါမယ်ဒါဆိုရင်ဗီဒီယိုကတော့ဝါပါပြီကျွန်တော်တို့ကစာတီးကလေးဝါမယ်ဆိုလို့ရှိရင်ပြန်ထွက်လိုက်ပေါ့နော်ထွက်ပြီးတော့ဒီမှာဒီ layer လေးကိုပဲတစ်ချက်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ map out ပဲပေါ့နော်အဲ့ဒါကြောင့်ဒီ layer လေးကိုနှိပ်ပြီးဆိုရင်ဒီ tool တွေကဒီဘက်ညာဘက်အစုံစုံဆွဲပေးလိုက်ပါကျွန်တော်ဒီမှာ map ဆိုတဲ့ဟာလေးရှိရပေါ့နော်ဒီမှာပေါ့နော် admin sk ပေါ့နော်အကောင့်လေးကိုကျွန်တော်တို့နှိပ်ပေးလိုက်မယ်ပြီးရင်အားထဲမှာကျွန်တော်တို့ဒီမှာ run token ဆိုတာလေးရှိပါတယ်ဒီပုံလေးပါအားလေးကိုကျွန်တော်နှိပ်ပေးလိုက်မယ်ပြီးလို့ရှိရင်ဒီမှာဗီဒီယိုမှာတော့ကျွန်တော်ဝါပါပြီကျွန်တော်တို့ကစာလေးတီးတဲ့အောင်ပဲဝါရနေတာဖြစ်တဲ့အတွက်စာပေါ်လေးကိုတင်ပေးလိုက်မယ်ကျွန်တော်ကဒီမှာစာတစ်ကြောင်းပဲရှိတဲ့အတွက်တစ်ကြောင်းစာလေးပဲဝါပေးမယ်တချို့ဗီဒီယိုမှာဆိုရင်ဒီအောက်မှာတစ်ကြောင်းပုံမှာတစ်ကြောင်းရှိရပါတော့အဲ့အတွက်ကြောင့်ဒီမှာတော့ရောင်းနဲ့ရှိရတဲ့အတွက်တစ်ကြောင်းစာလေးပဲထားပေးလိုက်မယ်ဒီမှာအတိုးရှော့ကိုကျွန်တော်ဒီဘေးနားမြားလေးနဲ့လေဒီလိုမျိုးစာလေးပေါ်ကိုလုံးလို့ရလို့setting နဲ့ဝင်ပြီးတော့လေဒီမှာပေါ့နော် position မှာကိုကဘယ်လိုထားချင်တာလဲဆိုတာအတိုး shot တွေ site တွေထည့်ပေးရပါတယ်ကျွန်တော်ကဒီမှာဒီကနေပဲအတိုး shot လေးလုပ်ပေးလိုက်ပါမယ်စာလေးပေါ်အုပ်ပေးလိုက်မယ်အုပ်ပြီးပြီဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့စာပေါ်မှာအုပ်ထားတဲ့ဒီအဝါလေးကိုပေါ့နော်ကျွန်တော်တို့ကဒီဘေးထောင်လေးတွေကိုအတိလေးထားချင်တာလားဝါလေးထားချင်တာလားဆိုတာကိုဒီမှာပေါ့နော်ဒီမြားလေးကိုလုပ်ပြီးတော့ဝါလေးဆိုရင်နည်းနည်းဆွဲပေးလိုက်မယ်အတိထားရင်ဆိုလည်းဒီ0တိထားပေးလိုက်ပဲပေါ့နော်ဒီကမရွှေ့ချင်လဲကျွန်တော်ဒီမှာ feather ဆိုတာလေးရှိရပေါ့နော်အဲ့ဒီ feather ဆိုတာလေးကိုနှိပ်ပြီးတော့ဒီဝါထားတဲ့ဟာလေးကိုအတိမဟုတ်ပဲနဲ့ဒီလိုလေးအတိုး shot လေးနဲ့ကျွန်တော်လုပ်ပေးလို့ရပါတော့ကျွန်တော်အတိလေးမထားဘူးဒီမှာ30လောက်ထားပေးလိုက်မယ်ပြီးရင်တစ်ချက်ထွက်ပေးလိုက်ပါမယ်နော်โอเคဒါဆိုရင်တော့ဒီဗီဒီယိုမှာစာလေးပုံမှာတီးတက်မယ်ကျွန်တော်တို့ဒီဝါလေးဗလာလေးအုပ်ပေးလိုက်ပြီဖြစ်ပါတယ်ဒီလိုမျိုးလုပ်လိုက်တဲ့အပြင်ကျွန်တော်တို့ကဒီစာပေါ်မှာထပ်ပြီးတော့ကိုယ့်ရဲ့စာတွေကိုထပ်ပြီးတော့ရေးလို့ရတယ်ပေါ့နော်မအုပ်ဘဲနဲ့ရေးမယ်ဆိုရင်အောက်ကစာတစ်ထပ်အပေါ်ကကိုရေးလိုက်တဲ့စာတစ်ထပ်ဆိုရင်ကြည့်ရတာမတက်ခွဲတော့ဘူးပေါ့နော်အဆင်မပြေတော့ဘူးအဲ့တော့ကြောင့်ကျွန်တော်တောင်းဆိုထားတဲ့နည်းတိုင်းဒီလိုလေးလုပ်ပေးလိုက်ပါတယ်ခင်ဗျာ